အိမ်အောင်မပြူရသေးတယ်မောင်လေးညီမလေးနားထောင်သွားအောင်နော်တချင်းပေါင်းစုံပြောင်းသွားတာကိုကျမစိုးပြမလို့ချစ်သူကြီးသာဖြစ်ခါစားတော့တချင်းကြတော့ဟိုတချင်းလေးလိုပဲမင်းရဲ့မျက်နှာတနေ့မတွေ့ရရင်စားလို့မဝင်ဘူးအိမ်လို့မပြောဘူးဆိုအဲ့ဒါချစ်သူကြီးသာဖြစ်ခါစားတချင်းကဲအိမ်အောင်တဲ့ဘဝရောက်သွားလို့ချစ်စာကျင်နာစာပူပူနွန်းတွေအချင်းကြတော့ဟိုတချင်းလေးဖြစ်သွားရောငါလက်ကလေးကိုဂိုင်းငါနဖူးလေးကိုအနမ်းလေးပေးပါဘယ်နေရာသွားငါကိုခေါ်ပါအဲ့ဒါကြတော့ပူပူနွန်းနွန်းတချင်းတရက်ကနေတရက်တစ်နှစ်ကနေတစ်လက်တစ်လကနေတစ်လပေါ့ကွယ်နှစ်တွေလတွေကြာသွားအချိန်ကြတော့ဒီနေရာကိုမသွားနဲ့ဆိုရင်သွားတယ်ဒီနေရာကိုမလာနဲ့ဆိုရင်လာတယ်အဲ့ဒါမျိုးကြတော့ပြော့မနိုင်ဆိုမနိုင်တဲ့အချိန်လဲကြာဟိုတချင်းလေးဖြစ်သွားရောနင်သွားလို့ရသွားပါငါစီမမင်းမပြောတာအဲ့ဒါကကြတော့ပြောလို့ဆိုလို့မကောင်းတော့တဲ့အချိန်အဲ့လိုနဲ့တယောက်နဲ့တယောက်ကွယ်တူတူနေရင်မတဲဘူးလမရဆိုတာမျိုးကသူ့မျက်နှာငါမြင်မတက်ငါမျက်နှာသူမြင်မတက်တဲ့ချိန်ကြတော့ဟိုတချင်းဖြစ်သွားရောပြောင်းသွားပြီမလာပါနဲ့အချင်းမလာခဲ့နဲ့အဲ့ဒါတယောက်နဲ့တယောက်မျက်နှာချင်းချင်းဆိုင်ရင်ရမ်းဖြစ်တဲ့တချင်းကဲအဲ့လိုနဲ့ရစ်တွေလာရနှစ်တွေလဲကြာလာကျမကတော့ပေါ့ကွယ်ကျမဖြစ်တဲ့အကြောင်းလေးကိုပြောပြမယ်အိမ်အောင်ရေးကြီးကရှုပ်ထွေးလို့ပူလောင်ရတဲ့အချိန်ကြတော့ဟိုတချင်းတွေတော့တွေ့မိရောအကိုတွေအမတွေရဲ့လဲအမေကကျမကိုဘိုးကအထွေးဆုံးမိုးချစ်တယ်ထားလိုက်ပါတော့ကွယ်အမေကိုလည်းလွမ်းမာတယ်ဆိုတဲ့တချင်းကိုရောက်သွားရောအဲ့ဒါကအိမ်အောင်ကြလို့ရှိရင်ငါညီမတွေငါမောင်တွေသိမယ်နော်အမပြောတဲ့တချင်းလေးကဟုတ်လားမဟုတ်လားဆိုတာကိုအိမ်အောင်တဲ့အများစုတိုင်းသိရတယ်ရှင်ကဲပြောတယ်နော်သီလားအစားတော့ကတော့ချစ်တယ်ပြောပြီးတော့နောက်ကြတော့ပြောင်းလဲသွားပါလားဆိုပြီးတော့ကိုယ့်ရဲ့အိမ်အောင်ပစ်တဲ့အမျိုးသမီးအမျိုးသားတွေကိုအပြစ်မတင်နဲ့ဒါကလူတိုင်းဖြစ်တဲ့သဘာဝတွေကိုအမကပြပြတာပါရှင်အားလုံးချစ်တယ်နော်အမရေခမ်းရင်သားလေးညီမလေးတို့မောင်လေးတို့တက်တော်စောပြီးတော့ပြပြတာပါရှင်ဘူးသူသားလေးရကြပါစေနော်ရီတော့မရီကြနဲ့အောင်